ကိုလိုတွေအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဖုန်းနံပါတ်မလိုပဲနဲ့ Telegram account တစ်ခုဖွင့်ကြမယ်ပေါ့နော်ဖုန်းနံပါတ်မလိုဆိုတာကကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဖုန်းနံပါတ်မလိုလို့ပြောချင်တာပါ temporary ဖုန်းနံပါတ်ကတော့လိုပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဘယ်လိုလုပ်ရမလဲဆိုတဲ့အစီအစဉ်တွေကိုကိုလိုတို့ပြောပြပေးသွားပါမယ်ဆိုတော့ဗီဒီယိုလေးစလိုက်ရအောင်အဲ့တော့ကိုလိုတို့အနေနဲ့ဖုန်းထဲမှာ Telegram application တစ်ခုကို download ဖို့လိုတယ်download ပြီးသွားလို့ဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်တို့တွေက browser တစ်ခုကိုတွားလိုက်မယ် browser တစ်ခုစီရောက်ပြီဆိုလို့ရှိရင်အဲ့ browser မှာ filesim.net လို့ရိုက်ရှာလိုက်လို့ရှိရင်ဒီနေရာလေးရောက်လာနိုင်မယ်ကဲလို့ကိုကအကောင့်မရှိသေးဘူးဆိုလို့ရှိရင်တော့အကောင့်သားဖွင့်လိုက်အကောင့်ဖွင့်ပြီလို့ရှိရင်ဒီစာမျက်နှာလေးတွေ့ရလိမ့်မယ်ဒီစာမျက်နှာရောက်ရင်ကိုလိုအနေနဲ့ကဒီနေရာမှာ balance က0ဖြစ်နေလိမ့်မယ်ကျွန်တော်က balance အရင်ဖြည့်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဒီ filesim.net မှာဘယ်လိုမျိုးငွေဖြည့်လဲဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင်တော့အရှိရာအဲ့ဒီဗီဒီယိုလေးကိုတစ်ချက်သွားကြည့်လိုက်သွားကြည့်ပြီးလို့ရှိရင်ငွေဖြည့်နည်းသိလာလိမ့်မယ်အဲ့တော့ကိုလိုတို့ကဒီ website ထဲမှာငွေဖြည့်ပြီးသွားပြီဆိုရင်နောက်တစ်ဆင့်ဘာလုပ်ရမလဲဆိုတော့ဒီကျွန်တော်တို့ကအခု temporary phone number ဝယ်ကြမှာပေါ့နော် temporary phone number ဆိုတာမျိုးကအပြင်ကဒီ free ရတဲ့ website တွေမှာလည်း temporary phone number တွေရှိရဆိုပေမဲ့အဲဒီ website တွေမှာပြထားတဲ့နံပါတ်တွေကကျတော့ free ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီ phone number တွေကအတော်များများပေါ့နော်လူတော်တော်များများအသုံးပြုပြီးသားဖြစ်တာကြောင့်မို့လို့ကိုလိုတို့အနေနဲ့ဒီ Telegram account တစ်ခုကိုယ်ပိုင်ရဖို့အတွက်ကခက်ခဲလိမ့်မယ်အားကြောင့်မို့လို့ကျွန်တော်တို့ကအခုလိုဝယ်ပြီးတော့သုံးပါပြီးတော့ဒီလိုမျိုး temporary phone number တစ်ခါသုံး OTP ကုတ်ကြတဲ့ phone number တွေကသူဈေးလည်းအဲ့လောက်မများဘူးဥပမာကျွန်တော်တို့ကဒီမှာ select service နေရာမှာ Telegram ကိုရွေးလိုက်မယ်ပြီးတော့အောက်က select country နေရာမှာကိုဖွင့်ခြင်းနဲ့ Telegram account ရဲ့ phone number ကိုဒီမှာရွေးလို့ရတယ်အဲ့တော့ကိုကအခု USA နဲ့ဖွင့်မယ်ဆိုလို့ရှိရင် USA လေးကိုရွေးလိုက်အဲ USA ရဲ့ဘေးနားလေးမှာဒီမှာ $0.74 ဆိုပြီးပြထားတာရှိတယ်ကျွန်တော်ဒီ temporary တစ်ခါသုံးဖုန်းနံပါတ် OTP ကိုကြားတဲ့ဖုန်းနံပါတ်တွေကသူက$တော့မပြည့်ဘူးအတော်လေးဈေးသက်သာတယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့တွေကကိုဖွင့်ချင်တဲ့ဖုန်းနံပါတ်လေးကိုရွေးလိုက်ရွေးပြီးသွားရင်ဒီလိုလေးပေါ်လာလိမ့်မယ်အောက်က select operator ဆိုပြီးပေါ်လာတဲ့အခါကျရင်ဒီမှာကျွန်တော်တို့ရဲ့ operator လေးတွေရွေးလို့ရတယ်ပေါ့နော်အပေါ်ဆုံးက best rate အကောင်းဆုံးကအပေါ်ဆုံးကပြတယ်ပြီးတော့အောက်မှာ low price ဈေးနေတာပြတယ်လို့ရှိရင်အောက်မှာအခြားသော operator လေးတွေပြတယ်ပေါ့နော်အဲ့ဒါတော့ကိုယ်စိတ်ကြိုက်ကိုသုံးလို့ရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကဒီ best rate ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်ဒီမှာ USA တစ်ခါတော့ဖုန်းနံပါတ်လေးကြာလာလိမ့်မယ်အဲကြာလာတဲ့ဖုန်းနံပါတ်လေးကိုကျွန်တော်တို့က copy ယူခဲ့လိုက် copy ယူပြီးသွားပြီဆိုလို့ရှိရင်เนาะခုနကကျွန်တော်တို့ရဲ့ Telegram account လေးထဲမှာသွားပြီးတော့အဲ့ဖုန်းနံပါတ်လေးကိုသွားပြီး page ချလိုက်မယ် okay အဲ့လိုမျိုး page ချပြီးသွားပြီဆိုလို့ရှိရင်เนาะဘေးကမြားလေးကိုနှိပ်လိုက်မယ် yes ကိုနှိပ်အဲ့လိုမျိုးနှိပ်လိုက်ပြီဆိုတာနဲ့ဒီမှာ we send an SMS with an activation code to your phone ဆိုပြီးတော့ဒီမှာပေါ်လာလိမ့်မယ်အဲ့တော့ကျွန်တော်တို့တွေကဒီ temporary phone number တွေကို SMS code ကြလာမယ်လို့ပြောချင်တာအဲ့ဒီကြောင့်မလို့ခုနက browser လေးစီပြန်သွားလိုက်မယ်ပြန်သွားလိုက်တဲ့အခါမှာဒီမှာကျွန်တော်တို့ကအဲ့ဒီဖုန်းနံပါတ်တော့ကိုကုတ်လေးကြာလာတွေ့လိမ့်မယ်ဒီမှာ Telegram ကုတ်ဆိုပြီးတော့လေ90431အဲ့ဒါလေးကိုကျွန်တော်တို့ copy ယူခဲ့လိုက်မယ် copy ယူခဲ့ပြီးတော့ခုနကဒီ OTP ကုတ်6လုံးထည့်ရမယ့်နေရာလေးမှာသွားပြီးတော့ထည့်လိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Telegram account လေးရသွားပြီဖြစ်ပါတယ်ကိုဖုန်းနံပါတ်သုံးဖို့မလိုဘူးเนาะကျွန်တော်တို့တွေက temporary phone number ကိုအသုံးပြုပြီးတော့ဒီမှာဖွင့်လိုက်တာနောက်ဒီမှာကျွန်တော်တို့က Telegram account တစ်ခုဖွင့်ပြီးသွားပြီဆိုရင် first name last name ရေးဖို့လိုအပ်တယ်အဲ့တော့ဒီမှာကိုလိုလိုတစ်ခုသတိပေးချင်တာကဘာလဲဆိုရင်ကိုကUSA ဖုန်းနံပါတ်နဲ့ဖွင့်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ Telegram account ကလည်း USA နိုင်ငံသားတယောက်ရဲ့နာမည်နဲ့တူနေဖို့ကအရေးကြီးတယ်ဘာလို့လဲဆိုလို့ရှိရင်အဲ့လိုဖုန်းနံပါတ်အသစ်တွေနဲ့ temporary phone number တွေနဲ့ဖွင့်လိုက်တဲ့ Telegram account တော်တော်များများကသူကဖွင့်ပြီးသိမကြအောင် freeze ဖြစ်သွားတတ်တယ်အဲ့လိုဖြစ်သွားတဲ့အခါမျိုးကြလို့ရှိရင်ကိုကအစကတည်းကနာမည်မှာဒီသူတို့ရဲ့နိုင်ငံသားနာမည်ပုံစံမျိုးကိုအသွင်ဖမ်းထားတယ်ဆိုလို့ရှိရင်အဲဒီ freeze ဖြစ်သွားတဲ့အကောင့်ကိုပြန်ယူရတာလွယ်တယ်အားကြောင့်မို့ကျွန်တော်တို့တခါလေးဒီမှာနာမည်ထည့်တဲ့နေရာမှာသတိထားဖို့လိုအပ်တယ်အဲ့တော့ခုနက browser ပြီးပြန်သွားလိုက်မယ်သွားပြီးတော့ tab အသစ်တစ်ခုခေါ်လိုက်မယ်အဲ့တော့ tab တစ်ခုခေါ်လိုက်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ facey.com ဆိုတဲ့ website လေးကိုကျွန်တော်တို့သွားလိုက်မယ်ဒီ website ကဘာကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ကနာမည်တစ်ခုဆိုတစ်ခုအဲ့လူနဲ့ပတ်သက်တဲ့အကြောင်းအချက်လက်တွေအကုန်လုံးကို fake address နေနဲ့တခါလေးဖန်တီးပေးထားပြီးသားဆိုတော့ကိုတို့တော့ကတော်တော်လေးအဆင်ပြေလိမ့်မယ်။ဘာလို့ဆိုတော့ LAN တွေ CD တွေတောင်းတွေ zip code တွေ phone number တွေပြီးလို့ရှိရင်လက်တီကျူလောင်ကျူတွေလည်းပါတယ်။နောက်ပြီးတော့သူ့ရဲ့မွေးနေ့တွေပါတယ်။ပြီးတော့ social security number တွေလည်းပါတယ်။အောက်မှာဆိုလို့ရှိရင် critical number တွေပါပါတယ်။ကျွန်တော်တို့တွေကအခုဘာလုပ်မလဲဆိုတော့ဒီဟာလေးကိုသဘောကျတယ်ဆိုလို့ရှိရင်ဒါလေးကို screenshot ရိုက်လိုက်မယ်။ screenshot ရိုက်ပြီးတော့ save ထားလိုက်မယ်ပေါ့နော်။ save ထားပြီးလို့ရှိရင်အောက်က full name ဆိုတဲ့ဟာလေးမှာဒီ
Derek Harbour Junior ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ copy ကူးလာလိုက်မယ် copy ကူးလာလိုက်ပြီးတော့ခုနက Telegram account မှာဒီမှာ first name နေရာမှာလာပြီးတော့ထည့်လိုက်မယ် first name က Derek ပြီးတော့ last name က Harbour ပေါ့နော် Junior လေးဖြောက်လိုက်မယ်ဆိုတော့ဒါဆိုလို့ရှိရင် US နိုင်ငံသားနာမည်လေးနည်းနည်းပေါ်သွားပြီအဲ့လိုထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဘေးနားအများလေးကိုနှိပ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Telegram account လေးတစ်ခုရပြီဖြစ်ပါတယ်အောက်ကမှာ profile လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ရဲ့ mobile ဆိုတဲ့နေရာလေးမှာခုနက Fisim.net ကနေဝယ်လာတဲ့ဖုန်းနံပါတ်လေးတွေ့လိမ့်မယ်ပြီးတော့အပေါ်က Derek Harbour ဆိုတဲ့ဟာကျတော့ကျွန်တော်တို့ခုနက facey.com ကနေပြီးတော့ရလာတဲ့နာမည်လေးပေါ့နော်အဲ့တော့အခုကျွန်တော်တို့တွေအနေနဲ့ကိုယ်ပိုင်ဖုန်းနံပါတ်ကိုမသုံးဘဲနဲ့ Telegram account တစ်ခုရအောင်လို့ဖွင့်ပြီးသွားပြီဖြစ်ပါတယ်အဲ့တော့ကိုလူတို့ bonus အနေနဲ့တစ်ခုပြပေးလိုက်ချင်တာကကိုခုနက temporary phone number နဲ့ဖွင့်လိုက်တဲ့ Telegram account ကျသွားခဲ့သည်ရှိတော့ freeze ဖြစ်သွားခဲ့သည်ရှိတော့အဲ့လိုအခြေအနေမျိုးကြလို့ရှိရင်ဒီမှာသူရဲ့ spam info box ဆိုတဲ့ဟာလေးမှာစာပို့လာလိမ့်မယ်ပေါ့နော်တင်ရဲ့ account ကဒီမှာ freeze လုပ်လိုက်ပါပြီပေါ့အခုလိုမျိုး freeze လုပ်တာကိုသူတို့ဘက်ကလှုပ်ဆောင်တာမှားတယ်လို့တင်သတ်မှတ်တယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ရဲ့ပေါ်မှာလာပြီးစကားပြောပါဆိုပြီးတော့သူတို့ဘက်ကလာပို့လိမ့်မယ်အဲ့လိုပို့တဲ့အခါမျိုးကြလို့ရှိရင်အဲ့ spam info dot လေးမှာကျွန်တော်ဒီလိုမျိုးလေးသွားပြီးတော့စကားပြောလို့ရတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ခုန freeze ဖြစ်သွားတဲ့ account လေးကိုပြန်ရအောင်လို့အဲ့တော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်ပထမဆုံး step နှိပ်လိုက်ဒီလိုလေးပေါ်လာလိမ့်မယ်ပြီးလို့ရှိရင်ဒါမှားတယ်ဆိုတဲ့အကြောင်းပြောအဲ့တော့သူတို့ဘက်ကနေပြီးတော့ဒီ detail ပေါ့နော်ကိုယ့်ရဲ့ keys ကဘယ်လိုဖြစ်သွားလဲဆိုတဲ့ detail ကိုမေးလိမ့်မယ်ဘာကြောင့်မို့လို့ကျွန်တော်တို့ account ကနေပြီးတော့ block ဖြစ်သွားလဲဘာတွေမှားသွားလဲဆိုတာကိုကျွန်တော်တို့ detail information ပေးခိုင်းတယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တွေကဘယ်လိုဖြစ်သွားလဲဆိုတဲ့အကြောင်းအရာတွေကိုဒီမှာရှင်းပြပြီးလို့ရှိရင်ဒီမှာ please enter your full legal name ဆိုတာတွေ့လိမ့်မယ်ဒါအရေးကြီးတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ခုနကတော့အကောင့်ဖွင့်ခဲ့တုန်းကဒါကျွန်တော်ရဲ့နာမည်ကအခြား US နာမည်မဟုတ်ဘဲနဲ့မြန်မာနာမည်တွေပါဖြစ်နေကြတယ်ဆိုလို့ရှိရင်ဒီမှာအကောင့်ပြန်ရဖို့ခက်သွားပြီအဲ့ဒါကြောင့်မို့ကျွန်တော်ကတခါလေခုနက facey.com မှာ US နိုင်ငံသားနာမည်တစ်ခုကိုတွားပြီးတော့မှာလာတာအဲ့တော့ဒီမှာ please enter your full legal name ဆိုတဲ့နေရာမှာခုနကကျွန်တော်တို့ရဲ့Derek Harbour ဆိုတဲ့နာမည်ကိုထည့်ပလိုက်ပြီးလို့ရှိရင်အောက်က contact email ဆိုတာရှိတယ်အဲ့တော့ကိုတို့အနေနဲ့ကဒီမှာ contact email ပေါ့နော်ကိုကခုနကတော့နာမည်နဲ့ Telegram account တစ်ခုဖွင့်လိုက်ပြီးဆိုလို့ရှိရင်တခါတည်းစိတ်ပိုချရအောင်လို့အဲ့ဒီ US နိုင်ငံသားနာမည်နဲ့ Gmail account တစ်ခုပါကောက်ဖွင့်ပလိုက်ဒါမှမဟုတ်လို့ရှိရင် Outlook account တစ်ခုပါကောက်ဖွင့်ပလိုက်အဲ့လိုမျိုးဖွင့်လိုက်ပြီးဆိုရင်အခုတော့အချိန်မျိုးကျွန်တော်တဲ့အခါမျိုးမှာဒီ please enter your contact email ဆိုတဲ့နေရာကိုကျွန်တော်တို့ခုနဖွင့်ခဲ့တဲ့ Gmail account တို့မဟုတ် Outlook account ကိုဒီမှာလာထည့်ပေးလိုက်ထည့်ဝိုက်ဆိုလို့ရှိရင်အဲ့ဘောကပြန်မေးလိမ့်မယ်ဘယ်ခုနှစ်မှာပေါ့နော်ကျွန်တော်တို့ဒီ account ကို sign up လုပ်တာလဲဆိုပြီးတော့မေးလိမ့်မယ်အဲ့ဆိုရှင်ကျွန်တော်တို့ခုနှစ်ကိုထည့်လိုက်ပြီးတော့အောက်မှာဒီ Telegram ကိုဘယ်ကနေပြီးတော့ join လာလဲဆိုတဲ့အကြောင်းကိုသူက brief description ရေးခိုင်းနေပေါ့နော်အမှကိုကရေးပလိုက်ရေးသွားလို့ရှိရင်ဒီ Telegram ကိုနေ့စဉ်ဘလောက်အသုံးပြုတယ်ဘာအတွက်အသုံးပြုတယ်ဆိုတာမျိုးသူကမေးတယ်အဲ့ဆိုလို့ရှိရင်ကိုကလည်းအောက်မှာဒီလိုအသုံးပြုပါတယ်ဆိုတာမျိုးလေးကိုဖြေလိုက်အဲ့တော့ဖြေလိုက်ပြီဆိုလို့ရှိရင်ဒီမှာအောက်မှာဒီ APF ဖောင်တင်ခြင်းအပြင်ကျွန်တော်တို့ပြောတဲ့အချက်လက်တွေအကုန်လုံးက accurate ဖြစ်တယ်truthful ဖြစ်တယ်ဆိုတာကိုသင်လက်ခံပါသလားဆိုတဲ့ဟာမျိုးသူကအမှ confirm လုပ်ခိုင်းတယ်confirm လုပ်လိုက်ပြီးလို့ရှိရင်အောက်က verify you are human ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကနေပြီးတော့အဲ့ဒီ test လေးကိုဖြေလိုက်ပြီးလို့ရှိရင်ဒါပြီးသွားပြီ done ဖြစ်သွားပြီအဲ့တော့အဲ့လိုမျိုးအကုန်လုံးအကွာ APF form တင်ပြီးသွားပြီဆိုလို့ရှိရင်ခဏကြာတဲ့အခါမှာကိုယ့်ရဲ့ဒီ board တွေကိုစာလေးရောက်လာလိမ့်မယ်Thank you your appeal has been successfully submitted ဆိုပြီးတော့ပေါ်လိမ့်မယ်ပေါ့နော်အဲ့လိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ account က freeze ဖြစ်ရာကနေပြီးတော့လွတ်သွားပြီဖြစ်ပါတယ်အဲ့တော့အဲ့လို free ဖြစ်ရာလွတ်သွားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ခါကျွန်တော်တို့ဒီ temporary phone number နဲ့ဖွင့်လိုက်တဲ့ account ကထပ်ကြဖို့ဆိုတာကနည်းနည်းလေးရာခိုင်နှုန်းနည်းသွားမှာဖြစ်ပါတယ်အဲ့တော့ကိုတို့အနေနဲ့ကျွန်တော်အခုပြောခဲ့တဲ့အဆင့်တစ်ဆင့်ချင်းစီကိုမလွဲမသွေတိချာလေးလိုက်လို့ဖို့လိုအပ်ပါတယ်အဲ့လိုမလုပ်ဘူးဆိုလို့ရှိရင်တော့ကိုတို့ temporary phone number နဲ့ဖွင့်တဲ့ account တွေက freeze ဖြစ်ဖို့ပြတ်ဖို့ရာခိုင်နှုန်း chance များပါတယ်အဲ့တော့ကိုလိုတွေအနေနဲ့ကခုနက Fisim.net မှာငွေမဖြစ်တတ်ဘူးငွေမဖြစ်ခြင်းဘူးအလုံးစုံမခံခြင်းဘူး temporary phone number လိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram channel လေးမှာလာရောက်ပြီးတော့ OTP code ကြားတဲ့ temporary phone number တွေကိုလာရောက်ဝယ်ယူလို့ရပါတယ်ဒီ Telegram channel လေးရဲ့ link လေးကိုတော့ကျွန်တော်အခုဗီဒီယိုရဲ့အောက်က description မှာထည့်ပေးထားပါမယ်အဲ့ဒီ link လေးကိုနှိပ်ပြီးတော့ကျွန်တော်ရဲ့ Telegram channel လေးကိုလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ရဲ့ Telegram channel မှာလည်းအခြားသော digital product တွေကိုရောင်းပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုတို့စိတ်ပါဝင်စားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel မှာလာရောက်ပြီးတော့လေ့လာလို့ရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲအဆင်ပြေကြပါစေကျွန်တော်ရဲ့ domain knowledge Telegram channel လေးမှာ YouTube တို့ TikTok တို့ဒီလိုမျိုး social media ပေါ်မှာတင်လို့မရတဲ့ resource တွေ file တွေ video တွေကို download လုပ်လို့ရအောင်ကျွန်တော် Telegram channel လေးမှာတင်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ Telegram channel လေးကို join ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် see you guys next time